ဒီ rizatriptan ဆိုတဲ့ဆေးကကြတော့ migraine လို့ခေါ်တဲ့ခေါင်းတက်ချမ်းကိုက်ဝေဒနာတွေမှာအသုံးပြုတဲ့ဆေးမျိုးစားတစ်မျိုးဖြစ်ပါတယ်။သူကအုံနောက်အတွင်းမှာရှိတဲ့သွေးကြောကျဉ်စေပြီးတော့ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ဓာတ်ပစ္စည်းတွေကိုလျှော့ချပေးပြီးတော့ခေါင်းကိုက်ဝေဒနာကိုသက်သာစေနိုင်ပါတယ်။သူ့ရဲ့ကောင်းကျိုးတွေကကြတော့ခေါင်းတက်ချမ်းကိုက်ဝေဒနာကိုသက်သာစေရပြီးတော့ခေါင်းတက်ချမ်းကိုက်တာနဲ့တပြိုင်နက်တည်းဖြစ်တတ်တဲ့ပြိုးအန်ခြင်းနာပြီးရင်အလင်းရောင်နဲ့အတန်တွေကိုမခံနိုင်တာမျိုးတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ခေါင်းကိုက်ဝေဒနာကိုသက်သာစေပြီးတော့နေ့စဉ်အလုပ်တွေကိုပုံမှန်ပြုလုပ်နိုင်အောင်လို့ကူညီပေးတဲ့စိတ်တစ်မျိုးဖြစ်ပါတယ်။ဆေးကိုဘယ်ချိန်မှာတောက်ရမလဲဆိုတော့ဒီလက္ခဏာပြပြခြင်းမှာစပြီးတော့တောက်ပေးရမယ်။ယောဂလက္ခဏာအရင်ပြင်းထန်လာမှတောက်တာမျိုးတော့ရှောင်ကျဉ်ပေးရပါမယ်။သူ့ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ငိုင်မီးတာမူးဝေတာပြီးရင်လေပင်နဲ့ရင်ဘတ်မှာတင်းကျပ်ချက်ကြီးဖြစ်တာမျိုးတော့ခံစားရတတ်ပါတယ်ဒီဆေးတောက်ပြီးသွားလို့ရှိရင်ဒီကားမောင်းတာတို့စက်ပစ္စည်းကိရိယာကင်တွယ်တာမျိုးတော့ရှောင်ကျဉ်ပေးရပါမယ်အထူးသတိထားမှာကြတော့နှလုံးရောဂါအခန်းရှိတဲ့သူတွေသွေးတိုးရောဂါအခန်းရှိသူတွေပြီးတော့လေပြတ်ဖူးတဲ့သူတွေဆိုရင်တော့ဒီဆေးကိုလုံးဝမတောက်သင့်ပါဘူးခေါင်းတက်ချမ်းကိုက်ဝေဒနာဟာလူနာတဦးနဲ့တဦးမတူညီတာကြောင့်မို့လို့မိမိသဘောနဲ့မိမိဈေးကိုဝေမတောက်ဘဲနဲ့ဆရာဝန်ညွှန်ကြားချက်အတိုင်းသာတောက်ကိုအကြံပြုပြရ